စေကံပို့ပေးမယ် ဘဝစတိုင်မှာဒီလိုဘဝမျိုးကနောက်ဆုံးဘဝဖြစ်ပြီးဖြစ်လျာဘဝမှာတည်တဲ့ကောင်းမှုပြတဲ့ဘဝတွေမှာစံစားခံစားကြပါစေဒီကလေးလေးကို Facebook မှာတင်ပေး လေးတွေကံကောင်းပါစေနော် ကိုကြီးတောင်းလိုက်တော့တာခဲ့ပေးမဲ့လူစေယုံတင်ပေးမဲ့လူကိုစားမဲ့လူကိုခေါ်ပေးမဲ့အစီအစဉ်လေးဖြစ် စေကံ သွား ပြပေးမဲ့လူရှိတယ်ကျမရေကောင်းပါရင်မွေးစားမဲ့လူရှာပေးမဲ့လူရှိတယ်ကံကောင်းပါစေနော်ကလေးလေး ကလေးကအရန်ကြောက်နေလို့ဒီတိုင်းဖမ်းလို့အဆင်မပြေဘူးဆိုတဲ့အတွက်ကမေးစီပေးပြစ်ပြီးဖမ်းရမယ့်အခြေအနေပါမကြည့်ရဲမမြင်ရဘူးဆိုပေမဲ့နမ်းမှာစားမယ်တော့မယ်ဟိုလူကြောင့်ဒီလူကြောင့်ခွေးချင်းချင်းနဲ့ကြောက်နေအခြေအနေပါဒီလိုစေကပြပေးပြီးတခင်ကောင်းနေနဲ့တွေ့ရဖို့အခွင့်အရေးတွေအတွက် ဟုတ် ကလေးကံကောင်းပါစေနော် ရဲသူအဲ့နာပဲသွားမှာကိုမကောင်းနေတဲ့မှာကိုအဲ့ channel လာမဝင်သေးနဲ့ကို အဲ့လိုခွေးလေးတွေရဲ့အချင်းစဲကဒီဇိုင်းဝိုင်းပြီးဆွဲကြတဲ့အချင်းလေးတွေ SCI တွေရှိနေတော့လိုက်ခွဲပေးရတယ်ခလေးကမိစိရှိန်နဲ့ ဟေး တွေးတင်နေပြေးနေတာလုပ်ပေးနိုင်တာလေးနဲ့အကောင်းဆုံးလုပ်ပေးနိုင်ခဲ့တယ်ကျန်တဲ့ကန်တရားမင်းလေးရဲ့ကန်တရားလေးဖြစ်ပါစေစေကူသားမှုတွေအောင်မြင်ပြီးသခင်ကောင်းနဲ့တွေ့ပါစေခလေးရဲ့လာခေါ်ပေးတဲ့ဆရာနဲ့ကားပေါ်မှာလည်းနောက်ထပ်နံပါတ်ဒုက္ခတဲ့စုပ်ပြကန်ကလေးတွေအနာဟောင်းလောင်းပေါက်ကြည့်နေ ကောင်းစေခြင်းတော့ပါနော်စေကံပို့ပေး ကြ မယ် ပါစေခလေး စေကံပို့ပေးမယ် ဘဝစတိုင်မှာဒီလိုဘဝမျိုးကနောက်ဆုံးဘဝဖြစ်ပြီးဖြစ်လျာဘဝမှာတည်တဲ့ကောင်းမှုပြတဲ့ဘဝတွေမှာစံစားခံစားကြပါစေခလေးစေရှိလူများရဲ့ချစ်ခင်ခြင်းတမှုမြတ်တာထားမှုရရှိပြီးပြင်းနေကြပါစေ နော်ကံကောင်းပါစေကလေးရဲ့ NK ပေးရှင်ပြီးသူတော်ကောင်းနဲ့တခင်ကောင်းနေနဲ့တွေ့ပါစေကျမရေးလည်းပြန်ကောင်းလာပါစေဒုက္ခတွေ